ဒီကမလို့ကဘာရခန္ဓာကိုယ်နဲ့ပြေးမမင်းနဲ့အစိတ်တဲ့ဘာရကဝတိကနှုတ်နဲ့ကိုယ်ရဲ့ပြေးတာမလို့ကမလို့နဲ့မလို့ဘာရနဲ့မကြည့်မလို့စိတ်နဲ့ပြေးမမစိတ်နဲ့မပြေးနိုင်ဘူးဘာရကဝတိကမလို့ကသဗ္ဗဒုတာသဗ္ဗဆိုအရာခတ်တူတယ်နော်ဒုတာခတ်တူတော့တေတုကိုရောက်ပါခြင်းဖြင့်ကျုံးမှာတရားတဲ့ပထမဒုတိယတတိယသတိကိုသုံးကြည့်များတော့ဘုရားယေဒီနာတရားနာသံဃာယေနာယေကနဲ့သုဘတော်အားဒီကတော့ဒီတော့ဓမ္မတရားအမှန်တော့အလိုဓမ္မလည်းတကဒီဟောဖို့လေသံဃာတော့ဒီဖြစ်ဒီအာရဟသံအာရဟပထမအလိုဓမ္မလည်းတကဒီဖြစ်တဲ့တော့ဒီဖြစ်ကြတယ်ကောင်းဒီလိုဒီကနေ့နံပါတ်1မှာဥပမာဒီနောက်ဆုံးမှုတက်တဲ့ကိုနောက်တက်ကိုနောက်ပြီးတော့ဘုရားဒီကတရားမာလို့မလေးဒီကိဥပမာလည်းဒီတော့ဒီဘောဓမပြန်ချတဲ့ဘုံမဟုတ်ဘူးဒီကတော့ပြောတော့ဆိုတာဒီမှာလို့ပြန်ပြန်မှာဒါမနတော့လူသားတန်တရားဆုံးကြီးလေငါမမတည်မြဲရုံနဲ့သင်္ခါရသဘောလောကရန်ဝဲလူဘဝခဏလေးပါအတိပရိနှလုံးသွင်းငါပုထုဇဉ်သူငါများစွာခန္ဓာမမြဲတာဝိနာဆွေကြောင့်မှာခန္ဓာမမြဲတာဝိနာဆွေကြောင့်မှာတမတာဝနာအတိတုံးလပါနာရခေလာတဲ့ညနမတရားနဲ့မနာယခန္ဓာကိုဉာဏ်ကိုသုံးချစေပဲလေးပါဝိစေ
ခန္ဓာမမြဲ